မလေးဒီနေ့တီတီမင်္ဂလာသေးတော့ဗောနော်တီတီမင်္ဂလာသေးမှဆိုခရမ်းတီလေးဆိုအရန်ပေါ်လာတော့မမလေးခရမ်းတီ90တောင်မှ1500ပဲရှိတယ်ဗောနော်ခရမ်းတီမွန်ချက်ချက်မှဆိုတော့မမလေးခရမ်းတီတစ်ထုပ်ပဲခဲ့တာ1500ဘို့ပဲအဲ့ဒါတစ်ထုပ်မှလေးအရန်တက်နေမမလေးတို့ဈေးမှဆိုဈေးကြည့်တယ်ဗောနော်ဒီနေ့မမလေးနိုင်ချီတီထွက်သွားတဲ့တငယ်ချင်းတရားနဲ့ငရုတ်ဒီစိတ်ဆိုတစ်ထုပ်မှတစ်ထောင်ပဲရှိတယ်ဗောနော်အဲ့ဒါမမလေးမှာခရမ်းတီနဲ့ငရုတ်ဒီစိတ်တွေပဲခဲ့တာခရမ်းတီမွန်ချက်ချက်စားပါမယ်ရှင်ခရမ်းဒီမမလေးတစ်ခါတည်းပဲလုံးချက်ပါမှရှင်မိကလည်းပြတ်တော့မှဆိုတော့လေငရုတ်ဒီစိတ်တွေကြက်တွန်းဖြူတွေပစုံချောင်းတွေမြင့်ငပိတွေတစ်ခါလဲလော်ဘီချက်ပါမှရှင်လော်ဘီချက်တာအရသာဝင်ပြီးပို့တော့စားတော့ကောင်းအချိန်တက်ကောက်တက်တာပေါ့နော်အချိုမောက်တွေစားလေထည့်ပြီးလို့ဆိုရင်တစ်ခါလဲလော်ဘီချက်ပါမှစီကြတော့ဒါမမလေးလက်အိတ်နဲ့ဟိုလောဘီမှာစီထည့်ပါမှရှင်စီပါတခါတည်းပြီးထည့်လိုက်ရင်လက်အိမ်မှာစီတွေကတ်ကောက်မှာဆိုတော့လေဒါအရင်ဆုံးအရသာတဲ့ခရမ်းတီးတဲ့အရသာတဲ့အကော်တော့ဝင်အောင်အရင်ဆုံးလုံးလိုက်ပါမယ်ရှင်ခရမ်းတီးအရန်ပေါ်တော့ခရမ်းတီးတွေ့လို့ဆိုရင်ဒီခရမ်းတီးတွေကတို့ငပိရည်လေးနဲ့တို့စားပြုတ်ပြီးတို့စားနဲ့ကောင်းတယ်ဒီလိုမျိုးလုံးချက်နဲ့အရန်စားလို့ကောင်းတယ်မမလေးတို့အစားတငယ်ချင်းဆိုခရမ်းတီးသူတို့လုံးချက်ဆိုသူအရန်ကြိုက်တယ်အဲ့ဒါမမလေးဒီနေ့ခရမ်းတီးလေးကိုလောပြီးဆိုလို့ဒီမမလေးမြေပဲစီလေးထည့်ပါမယ်ရှင်အကောက်ကိုချက်စားတော့မြေပဲစီလေးနဲ့ဆိုကျမရည်နဲ့လည်းညီညွတ်တယ်စားအုပ်စီလေးဆိုရင်ယောဂဖြစ်တယ်လေနော်အဲ့ဒါကွာတော့ကိုတရားလေးချက်တော့မြေပဲစီလေးဈေးကြီးပြီမဲ့ဒီမနည်းနည်းလေးချက်ပေါ့ရေလေးနည်းနည်းထည့်တယ်ခရမ်းတီးနူရအောင်ရေလေးနည်းနည်းထည့်ပြီးတော့ခရမ်းတီးနူရအဖော်လေးဖော်ပြီးခဏတည်ထားလိုက်ပါမယ်ရှင်ခရမ်းတီးလေးတွေနွန်းလာပြီးကြက်လာပြီးဆိုမမလေးကရှမ်းနန်းတစည်းမ200ပဲမမလေးကနန်းပဲထည့်ချင်တယ်နန်းပဲအခုကျအရန်ဈေးကြီးတယ်900ဘိုးဝယ်ရင်တော့သူကနည်းနည်းပဲရတယ်အဲ့ဒါမမလေးကရှမ်းနန်းပေါ့နော်ရှမ်းနန်းကြတော့တစည်းမ200ပဲပေးရတယ်လေအဲ့ဒါမမလေးရှမ်းနန်းပဲ200ဘိုးဝယ်ခဲ့လိုက်ပါလေရှင်ရှမ်းနန်းနဲ့ခရမ်းတီးထည့်လာလို့ဆိုရင်မှုေးပြီးတော့စားလို့ကောင်းတာပဲခရမ်းတီးဒါရေရှိနေသေးတယ်ပေါ့နော်ရေလေးခန်းအောင်ရေလေးစစ်သွားပို့စားလို့ကောင်းတာပေါ့နော်ရေလေးနည်းနည်းခန်းအောင်တည်လိုက်ပါအောင်မရှင်ခန်းလေးရေခန်းတော့ချစ်ချောင်းလေးနဲ့အိုးကဆိုပို့ပြီးအရသာရှိတယ်လေအဲ့ဒါမမလေးခဏရေခန်းအောင်ခဏတည်ထားလိုက်ပါအောင်မရှင်ဇွန်းနဲ့မှုရနဲ့ရေကအများကြီးတန်နေတယ်ဆိုတော့လေဒီမနာကတော့မမလည်းခရမ်းတီးဟင်းတစ်မျိုးနဲ့ပဲသမင်းစားပါမယ်ဒီမှာဆိုခရမ်းတီးဒါရေစစ်သွားပြီရေခမ်းသွားပြီဆိုလို့ဒါစားလို့ရပါပြီမမလည်းဒီမနာခရမ်းတီးဟင်းနဲ့ပဲသမင်းစားပါမယ်မမလည်းနဲ့သူသမင်းလိုက်စားကြပါဦးရှင်မမလည်းအခုတော်တော်မှအာမကျွင်းလေးတွေပြန်ချက်စားဖြစ်ပါတယ်ဗောနော်